ကို hammer on ပြီးရင် pulling off ပြီးရင်4ကြိုး4ခွက်ပြီးရင်3ကြိုးလွှတ်ကြိုးပြီးရင်6ကြိုး3ခွက်3ကြိုးလွှတ်ကြိုး4ကြိုးလွှတ်ကြိုး3ကြိုးလွှတ်ကြိုးပြီးရင်5ကြိုး2ခွက်3ခွက်ကို hammer on pulling off လုပ်မယ်ပြီးရင်6ကြိုး3ခွက်ပြီးရင်3ကြိုးလွှတ်ကြိုးပြီးရင်5ကြိုး2ခွက်3ကြိုးလွှတ်ကြိုး5ကြိုး3ခွက်3ကြိုးလွှတ်ကြိုး